ထိုင်းနိုင်ငံဆာရာဘူရီပြည်နယ်တွင်ပျက်စီးနေသောသူတစ်ပါး၏မှတ်ပုံတင်ကတ်ကိုအသုံးပြုကာမိမိကိုယ်တိုင်ဖြစ်ကြောင်းဟန်ဆောင်၍ထိုင်းမျိုးသားမှတ်ပုံတင်ကတ်အသစ်လာရောက်ပြုလုပ်သူလာအိုမျိုးသမီးတဦးကိုမှတ်ပုံတင်ရုံတာဝန်ရှိသူများကစစ်ဆေးဖော်ထုတ်ဖမ်းဆီးလိုက်ပါတယ်။ဖြစ်စဉ်အသေးစိတ်အချက်အလက်များအရဆာရာဘူရီမြို့နယ်မှတ်ပုံတင်ရုံသို့အသက်30ခန့်ရှိအမျိုးသမီးတဦးသည်၎င်း၏10နှစ်အရွယ်သမီးဖြစ်သူထိုင်းမျိုးသားတဦးနှင့်ထိုင်းမျိုးသမီးတဦးတို့နှင့်အတူရောက်ရှိလာခဲ့ပါတယ်။သူမကဖတ်ချက်ပွန်ပြည်နယ်သို့ဘတ်စကားလက်မှတ်ဝယ်ရန်လိုအပ်သဖြင့်အချက်လက်များမှိမ့်မိန်ပျက်စီးနေသောမှတ်ပုံတင်ကတ်ကိုပြသကာကတ်အသစ်ပြုလုပ်ပေးရန်တောင်းဆိုခဲ့ပါတယ်။တာဝန်ရှိသူများကတန်တရားရှိသဖြင့်မိဘများအမည်နှင့်အသက်ကိုမေးမြန်းရာမဖြေဆိုနိုင်ဘဲငိုကြွေးနေခဲ့ပါတယ်။ထို့နောက်မှတ်ပုံတင်မှတ်တမ်းရှိဓာတ်ပုံနှင့်သူမ၏မျက်နှာကိုတိုက်ဆိုင်စစ်ဆေးရာတွင်လုံးဝကိုက်ညီမှုမရှိကြောင်းတွေ့ရှိရသဖြင့်ဆာရာဘူရီရဲတပ်ဖွဲ့ထံအကြောင်းကြားဖမ်းဆီးစေခဲ့ခြင်းဖြစ်ပါတယ်။စစ်ဆေးချက်များအရသူမသည်လာအိုနိုင်ငံသူဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။သူမနှင့်အတူပါလာသောထိုင်းမျိုးသားကသူမသည်လာအိုလူမျိုးဖြစ်ကြောင်းမသိရှိခဲ့ဘဲမှတ်ပုံတင်ပျက်စီးနေသဖြင့်ကူညီပေးခြင်းသာဖြစ်ကြောင်းထွက်ဆိုပါတယ်။အလားတူဘတ်စကားဂိတ်တွင်တွေ့ဆုံခဲ့သောထိုင်းမျိုးသမီးကလည်းမှတ်ပုံတင်ပြတ်နေ၍လက်မှတ်ဝယ်မရသဖြင့်ကတ်အသစ်သွားလုပ်ရန်အကြံပြုခဲ့ခြင်းသာဖြစ်ကြောင်းပြောကြားထားပါတယ်။အရေးယူဆောင်ရွက်ချက်အနေဖြင့်လက်ရှိတွင်ရဲတပ်ဖွဲ့ကအဆိုပါလာအိုမျိုးသမီးကိုဖမ်းဆီးထားပြီးအတူလိုက်ပါလာသူထိုင်းနိုင်ငံသား2ဦးကိုလည်းဆက်လက်ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ပါတယ်။အသက်10နှစ်အရွယ်ကလေးငယ်ကိုစောင့်ရှောက်ရန်အတွက်ဖခင်ဖြစ်သူထံဆက်သွယ်အကြောင်းကြားထားကြောင်းသိရပါတယ်။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် Migrants Care ၏အသိပေးအကြံပြုချက်ဒီသတင်းကိုလေ့လာကြည့်ရင်နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ထိုင်းနိုင်ငံသားအဖြစ်ဟန်ဆောင်တာသူတစ်ပါးရဲ့မှတ်ပုံတင်အထောက်အထားကိုအသုံးပြုတာတွေဟာအစိုးရရဲ့ဇီဝအချက်လက်စစ်ဆေးမှုတွေကြောင့်အလွယ်တကူပေါ်ပေါက်နိုင်ပြီးထောင်ဒဏ်နဲ့ပြည်နှင်ဒဏ်တွေရင်ဆိုင်ရနိုင်တယ်ဆိုတာကိုတွေ့မြင်ရမှာပါ။ထိုင်းနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားညီကိုမောင်နှမတွေအနေနဲ့အောက်ပါအချက်များကိုအလေးထားဂရုပြုနိုင်ရန်တိုက်တွန်းလိုပါတယ်။ခရီးသွားလာရန်ဖြစ်စေအလုပ်လျှောက်ရန်ဖြစ်စေအခြားသူတဦးထိုင်းမှတ်ပုံတင်အလုပ်သမားကတ်သို့မဟုတ်နိုင်ငံကူးလက်မှတ်များကိုငှားရမ်းသုံးစွဲခြင်းဝယ်ယူသုံးစွဲခြင်းများလုံးဝမပြုလုပ်ပါနဲ့။လက်မင်းသည့်ကိုရေးအချက်လက်ခိုးယူမှုဖြင့်ရာဇဝတ်မှုမြောက်ပါတယ်။ထိုင်းနိုင်ငံတွင်နေထိုင်အလုပ်လုပ်ကိုင်ရာတွင်မိမိအမည်ပေါက်တရားဝင်နိုင်ငံကူးလက်မှတ်နှင့်အလုပ်သမားကတ်တို့ကိုသာစနစ်တကျပြုလုပ်ကိုင်ဆောင်ပါ။ပွဲစားများကငွေပေးလျင်ထိုင်းမှတ်ပုံတင်ရအောင်လုပ်ပေးမည်အခြားသူအမည်ဖြင့်သုံးလို့ရသည်ဟုလာရောက်စည်းရုံးပါကလုံးဝမယုံကြည်ပါနဲ့။အစိုးရရုံးများတွင်လက်ပွေနှင့်မျက်နှာသွင်းပြင်စစ်ဆေးချိန်၌အလွယ်တကူဖမ်းဆီးခံရနိုင်ကြောင်းအသိပေးအကြံပြုအပ်ပါတယ်။ဘေးရန်ရဲ့ပေါင်းမှကင်းဝေးပြီးဘေးကင်းလုံခြုံကြပါစေလို့ Migrants Care မှစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ထိုင်းရောက်ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေရဲ့အရေးကိစ္စတိုင်းအတွက် Migrants Care